ကြီးကဦးလာတော့သူ့ဒီမှာစားပြီးစိတ်ချလက်ချမဟုတ်ဘူးတစ်ခါကရန်သူကိုလည်းကြည့်နေတာမှန်ပါတို့ဒီမှာလည်းကိုစားစရာရှိတဲ့ခံစားစရာရှိတဲ့အာယုံတော့ခံစားမှာပေါ့မှန်ပါတို့တော့တစ်ခါကဟိုရန်သူဖြစ်တဲ့ကြိုက်ဤမကြိုက်ဆိုတဲ့အစွဲမဝင်အောင်လားမှန်ပါခိတိတာမဝင်အောင်ကတတိကအမြဲတမ်းစောင့်နေရမှာနော်မှန်ပါဟင်အမြဲတမ်းစောင့်နေရမှာပြီးတော့ကြုံရှိသေးတယ်ခင်ဗျဖြစ်မဖြစ်တော့ကြုံမသိဘူးညမှာအားထုတ်ထားလို့အာနေနေ့မှာအားကြနေတာစိတ်ဝင်စားမှုဒီထဲမှာမရှိတော့ဘူးဒါကနေ့မှာခင်ဗျားဟိုအာယုန်နေနောက်လိုက်ပြီးတော့တောကားတွေလောဘတွေနဲ့ခင်ဗျားပုံပြီးလုံးနေညကိုပြန်ထိုင်ရင်အရင်ပုံစံပြန်မရဘူးနေ့နဲ့ညနဲ့ကိုသူတို့ကဟွာလာတရားနဲ့တူနဲ့ခုတခုထိထားပါလားမှန်ပါဒီအားကောင်းရင်ခင်ဗျားညမှာစိတ်တိုင်းကြဖြစ်တယ်ညအားကောင်းရင်နေ့ကိုတခါပြန်ပြီးတော့စိတ်တိုင်းကြပြန်ဖြစ်တယ်နေ့နဲ့ညနဲ့ထောက်ရှိတယ်ဘုရားထုံးတာမှန်ပါဒါကျိုးဒိဋ္ဌာန်နဲ့လုံတော့ကပတိသမားတော့ကသမာဓိအားကိုအဲ့လိုယူခဲ့ပူတယ်အဲ့တော့နေ့လေပြောထားကြောင်းမှကြီးလေလှုပ်ထားတော့လုံးဝမှာပဲလေလူဖြစ်တော့ကေးမှန်ကေးမယ်ကိုဗျလှုပ်ပါလှုပ်เสียရှိတာသူဆိုကြီးစာပြီးလားဟင်အစာကိုလှုပ်เสียရှိရတယ်လှုပ်ကိရိတာလည်းမဝင်အောင်လားရာသူကိုလည်းစောက်အဲ့ဒါတော့ပြောပေးပြ